ဒီနေ့ကတော့ဘော်လီအကြောင်းလေးပြောချင်လို့ပါဘော်လီမှာသွားပြီးတော့သွေးတူဆန်းနဲ့ခွေးမျိုးကြီးရဲ့နဲ့စောက်ပိန်းဝရက်တွေကတော့ဝိုင်တွဲစာမေးပြီးအတုံးယုံနေတည်သွားတယ်လို့သတင်းရရှိပါတယ်ခင်ဗျာကောင်းလိုက်တဲ့သတင်းအလက်ဒီကြားထဲဟိုကြောင်တလင်းတို့ဝေးရလို့ရှိရင်420ငဇွဲတို့အကောင်နေမူဝီဖိုင်နေတက်မလားတော့ကြာနေပြီဗျာဒီကောင်နေလက်မသားဘောဝိုင်းလည်းမသိဘူးဘာလို့လဲမသိတော့ကြာနေငဇွဲဆို420ငဇွဲဆိုလို့ရှိရင်အဲဝါလိုင်းပေါ်မှာခွက်ခောက်နေတဲ့ကောင်အခုတော့ဒီကောင်လေးပြောင်းနေကြောင်တလင်းကတော့ခွက်ခောက်နေတယ်လို့ပြောတယ်ဟိုဆောက်ခွေးကြီးနေရတော့တာဘောလည်းတည်သွားတယ်လို့ကြားတယ်တာဘောတော့မတည်ဘူးဗျမတည်ဘူးလို့ကြားတယ်ပြန်ဟိုကောင်လက်ပြက်အေးစီဝါခွေးတောင်သားဘေးဆောင်သွားတဲ့ခွေးတောင်သားအဲ့ကောင်လည်းမတာဘောသွားတယ်ကြားတယ်ပြောချင်တာပေါ့လေသွေးတူဆိုင်ရင်တော့ခွေးမျိုးကမ်းမယ်ဒီချိန်မှာလှော်လေးမယ်နော်ဖိုးသားတော့ကောင်းလေးတို့မသိချင်းအလင်းဝင်မြန်လင်းဝင်ခွေးတောင်သားငဇွဲ420နဲ့ကြောင်တက်လင်းမပါပေါ့မင်းအကောင့်တွေပါလဲအကောင့်တွေလင်းဝင်လာလဲငါတို့ကမေးရတယ်အကောင့်တွေကိုတုံးမတော်ဘူး420ငဇွဲဆိုရကောင်သူ့ဖေးစစ်သားသူ့မေကရဲမီကွာဒီကောင်တစ်ထဲမှာနေတယ်တက်ကကျူးရဲ့ထမင်းကိုစားတယ်တက်ကကျူးရဲ့ပန်းဟင်းကိုတောက်တယ်မေတို့က420နဲ့ထောင်ကြတယ်အခုမှလူတွေငယ်ရှောက်လုံးတယ်မေတို့လူတွေငယ်ရှောက်လုံးနေတာမင်းအကောင်သူ့ကိုယ်သူမနဲ့တန်းအောင်လဲလို့ငါဘာမှုနဲ့ထောင်ကြခဲ့တာလေလို့မင်းပြောရတာမင်းတို့ကောင်လည်းမေးကြည့်မင်းတို့ပတက်တွေငါပြောတာမင်းတို့ပတက်တွေမေးကြည့်သိလားမင်းတို့ပတက်တွေမေးကြည့်အဲ့ကောင်မဖြေရဘာလို့မဖြေရတယ်ဒီကောင်အဖိုးတော်နေနဲ့ထောင်ကြလာတဲ့ကောင်လေကွာမဖြေရဘူးမေးရတယ်မင်းတို့ဘာလာပြောတယ်မင်းတို့ဘာအေးစီပဲရဲတော့လိုက်KTV တက်လိုက်ဘာသွားလိုက်တတ်ရပဲအေးချမ်းတဲ့နေရာမှာနေမင်းတို့ဗဒတ်တွေရှိရနေရဘယ်နေရာအေးချမ်းလဲငါ့ကိုပြောကြည့်အခုလဲဝေါ်လီမင်းတို့တီလိုက်တာမှတက်တော့လဲပဲခွေးကြီးရင်နေရောခွေးဗဒတ်တွေရောမင်းတို့ငါခွေးနဲ့နိုင်ရငါအဲ့မွေးတယ်ခွေးလေးတော့ငါတနာတယ်ဟောသိလားမင်းတို့ခွေးတော့စောက်စစ်မရှိတဲ့ကောင်ဆိုတော့ကမင်းတို့ဘာနဲ့တူလဲသိလားမင်းတို့ကောင်တွေကပြည်ဝကျွေးစာစားပြီးတော့ပြည်သူဒုက္ခပေးနေတဲ့ပြည်သူချင်ပတ်လေးတွေမင်းတို့အဲ့အခုခွေးကရင်တွေငါပြောလိုက်မင်းတို့ကရင်တွေမင်းတို့ထောက်ခံလားဟုတ်လားငါပြောရှင်းလေးမင်းတို့ခွေးကရင်တွေမင်းတို့ထောက်ခံလားထောက်ခံအောင်ကြီးအောင်မင်းတို့ကောင်တွေမကြခင်မျိုးတုံးပါနော်မကြခင်မျိုးတုံးပါဒီတက်ချုံနဲ့ဒီစရေးနဲ့ဒီအချိန်နဲ့နဲ့မင်းတို့တွေကိုကျွင်းကိုတူတာသိလားကိုကျွင်းကိုတူတာနော်ကိုကျွင်းကိုနဲ့တူတာမသိချင်းပြောတာပါကြောင်တလင်းနဲ့ခွေးငဇွဲမပါပေါ့ကွာမင်းတို့ကောင်ကတလုံးလင်းဝင်လို့ရမှာမဟုတ်ဘာလို့လဲကြောင်တလင်းကပြည်ပြခွက်တထောင်သားအဆင့်သက်တာပဲရှိတယ်ကွာဟိုငဇွဲဆိုလို့ရှိရင်လည်းငဇွဲမဟုတ်လေဇွဲကောင်လေဇွဲဒီကောင်လေပေါ်မှာပဲအာကျဲတဲ့ကောင်အခုတော့ဘယ်ရောက်နေလဲမတည်ရချင်တာငါလည်းမသိငါဒီနေ့တင်တာငါ26ရက်4လနဲ့2016ဟုတ်တယ်နော်အိုင်းမေလို့ဘယ်ရောက်နေလဲမသိဘူး
ဝေါ်လေးမှာပဲပျောက်သွားသလားဘယ်မှာပျောက်သွားသလဲပေါ့နော်စောင့်ကြည့်အောင်မယ်ခွေးသားလေးဖိုးတန်လေးလေးငါတနာမိရတခုကတော့ဒီကောနောက်ကောအောက်ဆွဲစာမတက်ပြင်တက်ငါပိန်းလေးတွေအဲ့ကောင်နေငါတနာတာမင်းတို့စာလည်းမတက်ဘူးပေလည်းမတက်ဘူးကောင်းဆောင်ဖိုးတန်လေးတခုအဲ့လိုကောင်စာဆရာတင်ထားကြရမင်းပြီးပြီဒီကောင်တွေဘုရားတေးပြီရောသားပဲမင်းတနေ့လင်းဝင်နေရတယ်မင်းယာနဲ့ရှီဝင်နေတယ်ယာနဲ့ရှီတော့မဟုတ်ဘူးအခုဆိုထောင်ကြီးတောင်းကန်းလောက်တော့ကတ်လာပြီအမင်းတို့အဲ့လေဆွဲဖိုးတန်တီးရဲ့နောက်မှနေတဲ့ကောင်တွေလည်းမင်းတို့ကောင်တွေကိုဘွားကိုနားလေအမြင်မှန်ရကြအမြင်မှန်မရရင်တော့မင်းတို့ဘွားဘာနဲ့တွေ့ရသီလားငါတို့မြန်မာနိုင်ငံမှာမျိုးစားရှာတယ်သူများနိုင်ငံဒေါ်လာနဲ့ပေးပြီးဝယ်ရအေးအဲ့ဒီတော့မင်းတို့ကောင်တွေမျိုးစားဖြစ်မခံနဲ့နော်ကောင်းလေးတို့ဖိုးသားတို့မင်းတို့ဆရာဖိုးတန်တီးနော်လေဆွဲဖိုးတန်တီးအကောင်ပဲသားနော်မင်းအကောင်ပဲသားတစ်ထဲမှာကြီးပြီးတော့တစ်ထဲမှာနေလာခဲ့တဲ့ကောင်သူဆေးရှူကြမရှိဘူးဆိုင်ကခိုးရောင်းတာနေပြီးတော့လူမိသွားလို့ထောင်ကြလာတဲ့ဖိုးတွန်နေနဲ့ထောင်ထွက်လာတဲ့ကောင်မင်းတို့ကောင်နဲ့အဲ့ကောင်သွားပြီးဆရာမတင်နဲ့မင်းတို့ဘွားပဲဆုံးရှုံးမှာငါပြောရှင်းတယ်နော်ဒါပဲဒီလောက်ပဲလောတဲ့ခွေးကင်ကတော့စမုံတုံးနေပြီလက်ပြက်ကလည်းကြွသွားပြီလို့ကြားတယ်ဟုတ်ရင်တော့ဝမ်းသာပါတယ်လူတယောက်တည်သွားတာကိုငါတို့ဗမာလူမျိုးတွေအနေနဲ့မပြောနိုင်ဘူးပဲဒီလိုခွေးတောင်သားတကောင်တည်သွားတာတော့ပြောတယ်ကွာကောင်းလိုက်တဲ့တဲ့နော်မင်းတို့ကောင်နေဖိုးတွန်နေနောက်ကဖိုးတွန်နေအောက်ဆွဲလေးတွေပေါ့နော်အဲ့ဒီကောင်နေမသေးချင်းမင်းတို့ကောင်နေမင်းလာလင်းဝင်မင်းတို့နဲ့တည်တယ်မိတ်ဆွေတွေအကြောင်းမင်းတို့ကောင်နေစုံစမ်းငါပြောတော့ဟုတ်တယ်နော်အေးငါအလောက်ပဲပြောမှာဒါပဲနော်ဖုန်းတွန်နေဆိုရကောင်ကမင်းစီးရှူကြမရှိလို့တော့မင်းသူများဆိုင်ကကိုရောလုံးထောင်ကြလာတဲ့ကောင်ကွာအဲ့လိုကောင်ဆရာတင်နေကြရမင်းရတယ်မင်းတို့ဘွားရေစုံမျိုးဖို့ပဲရှိတယ်သိလားနော်ကြောင်တလင်းဆိုတဲ့ကောင်ကလည်းတစ်ချိန်လုံးခွက်ပဲခေါင်နေတယ်ကွာနော်ရင်တော့ရုပ်တံမှာလှုပ်သွားခဲ့တဲ့ကောင်အခုမှခွက်ခေါက်ပြီးတော့ဘဝမှာမမြင်မှုတာတွေမစားဘူးတာတွေမတောက်ဘူးတာတွေနဲ့သိရမလားနေလာတဲ့ကောင်မင်းတို့ကောင်နေအဲ့လိုကောင်နေကိုဆရာမတင်နဲ့ပြန်ငါပြောပြအောင်နောက်တစ်ရှိသေးထင်လေးအောင်စစ်ပြေးအကောင်ပါလေသိလဲမင်းတို့တက်မတော်မှာစောင့်မှုတွေမရှင်းနိုင်လို့စီရန်ဆိုပြီးရောအောင်ချသွားတဲ့ကောင်ထင်လေးအောင်နော်ပြီးရင်ထက်မြက်လီးထက်မြက်ငါလုံးမှာစောက်ကျွေးတွေတပုံတစ်ပွားနဲ့စောက်ရှင်းလို့မရတော့ပါစစ်တပ်ကလည်းစီရီယန်လှုပ်တယ်လို့ဟေ့တက်မတော်မှာမင်းကပတိန်စစ်လောက်နဲ့တက်မလာနိုင်ရအောင်မင်းရတယ်တက်မတော်မှာမင်းကပတိန်စစ်ဘာမှလုပ်လို့မရအောင်မင်းအခြားအဆင့်ရကောင်နေချီတယ်ဟိုလေတဲ့ကစီရီယန်စီရတက်ကြကြီးစီရမင်းအခြားဆင့်ဆိုတော့ကောင်မင်းငါလုံးမဟုတ်အဝေးမှနေရအောင်မင်းရတယ်မင်းနိုင်ငံတော်လှုပ်ဝဲတရင်စကားတွေမင်းငါလုံးမှာအဲ့လိုကောင်မျိုးကမင်းဘာတိမှာပြည့်ချင်စင်းရောလီးစင်းရောငါလုံးမှာဖင်ခံလိုက်ဖင်တော့ရိုးမခံနိုင်ပြေးခံလိုက်မင်းခုစီရင်လောက်သွားတဲ့ကောင်တွေကတက်မတော်မှာဘာစောင်းစင်းမှမရှိတဲ့ကောင်တွေကွာအဲ့လိုကောင်တွေမင်းတို့ဆရာတင်နေသေးကလာပါလို့တော့မင်းတို့ဝါကြီးကမင်းညောင်းနေပဲသွားမှာပဲထင်လင်းအောင်ဆိုတော့ဝါကြီးကငါလုံးမှာတွိုင်းစီတော့မဖြစ်ဘူးကွာငါပြောတာမင်းရတယ်မင်းတို့ပြောတာအကိုကြီးဘာဖြစ်တယ်ညာဖြစ်လီးတော့တွိုင်းစီတော့မဖြစ်ဘူးတက်မတော်မှာစောင်းစင်းမရှိလို့တွိုင်းစီမပြီးရတွိုင်းစီဆိုတာမင်းတို့သိလားအေးအဲ့လိုကောင်းတဲ့စကားမင်းတို့အဲ့လိုပြောအဲ့လိုကောင်းနေတဲ့စကားတွေကိုနားထောင်မင်းတို့ကောင်းနေလမ်းမဆုံးနဲ့ငါလုံးမစောက်ပေးနေဗမာစောက်ပေးနေငါလည်းဗမာပဲသိလားဒီလိုစောက်ပေးနေအဲ့လိုကောင်းနေပြောစကားတွေနဲ့ပတ်သက်ပြီးမင်းတို့ကောင်းနေလမ်းမဆုံးနဲ့ငါလုံးမသားတယ်သိလားငါလုံးမဗမာငါပေးနေမင်းတို့ငါအဲ့လောက်ပဲပြောမယ်မင်းတို့ကောင်းနေမသိချင်းလင်းဝင်နောက်ဆုံးတော့ကွာမင်းတို့ကောင်နေမိသားစုနဲ့အေးဆေးနေရဒီလိုခွေးဆောင်သားကောင်နေရဖေးဆောင်သွားတဲ့ခွေးဆောင်သားကောင်နေရဲ့စကားမှနားရအောင်ပြီးတော့မင်းတို့လိုက်ရင်တော့မင်းတို့ဘွားကြီးဟဲ့
မြေကြီးတယ်ပဲသိလားမြေရောသာကောင်းတယ်မြေရောသာကောင်းတယ်နော်ဒါပဲဒီလောက်ပဲပြောတာထင်းလင်းအောင်မင်းဟိန်းတော်ဦးတော့မင်းဘလူတောက်လိုက်လဲမင်းတို့ကောင်တည်းသိလားဟိန်းတော်ဦးမင်းတို့ကောင်တည်းသိလားမင်းရေဆုံးစီတယ်ဝင်တော့ဘုံမှုဟိန်းတော်ဦးငါလုံးမှတောက်ရတူကမင်းကတူအိုင်စီရမဖြစ်ကြည်တူကမဖြစ်မင်းလို့ဟိန်းတော်ဦးတည်သွားပြီလေမင်းသိလားဆောက်တယ်မကြီးနေတယ်မေလို့တွေအဲ့မင်းတက်မသွားနိုင်ဘူးတော့ဟိုမင်းစီရန်လှုပ်သွားတယ်ဆိုတော့မင်းဖာသမားတွေရှိသေးတယ်မင်းငါနာမည်တက်မပြောဘူးမင်းတို့ကောင်တွေသိလားငါလုံးမဆောက်ဖေမငိမ်မဲနဲ့ငါလုံးမလင်းတကာနဲ့ပတ်ကုန်ပြီးတော့မှငါလုံးမစီရီယန်လောက်သွားဆိုကောင်မတွေကောင်းနေလဲရှိတယ်ငါလုံးမငါမပြောဘူးနာမည်တွေမပြောဘူးမင်းအဲ့လိုကောင်တွေရဲ့စကားနဲ့လမ်းမဆုံးနဲ့ငါပြောချင်းတာနော်ဒီလောက်ပဲမင်းအဲ့ကောင်တွေဘာမှစောင်းစိတ်မရှိဘူးတက်မလို့မှာငါပြောပြမယ်ကွာမင်းဘူကျုပ်တယောက်တော့ကွာမင်းဘူကျုပ်အဆင့်တယောက်တော့မင်းငါလုံးမအလင်းဝင်လာတယ်ဆိုလို့ရှိရင်အဲ့ဆိုရင်တော့ငါလက်ခံမှာကွာအားလုံးမြန်မာတက်မတော်မှာအခုချိန်ထိဘိုးကျိုးဆိုတဲ့လူတယောက်ကဘယ်တော့မှလဲမွေအဖမ်းခံရတဲ့ရာရှိတွေတော့ကွာမင်းအသက်ပဲသိခံသွားမယ်ဟုတ်လားဒါတချို့ပြောရလေပြောမှာကွာမပြောလည်းငါတော့တခြားတော့မသိဒါပဲဟဲ့ငါတို့ကစစ်စည်းကမ်းနဲ့နေတာသိရမှာငါနိုင်ငံသားငါတက်မတော်ငါ့အသက်ကိုဆော့လျံဒိဋ္ဌံပြုပါသည်ဆိုရဲစာကြောင်းတစ်ကြောင်းနဲ့ငါတို့အသက်ရှင်နေမင်းတို့ကောင်တွေတက်မလို့ယူအနိုင်တိုက်မယ်စစ်တပ်ကိုအမြင့်ဖြတ်မယ်မိတို့တွေဖြင့်ခံလိုက်တည်ရမယ်ဒီသက်သားမဟုတ်စတဲ့ဖြင့်ခံလိုက်လီးတော့မရဘူးဒါပဲနော်